နာရူတိုနဲ့ဆာကူရာတို့မြေရောက်လှိုင်ကောင်းတစ်ခုထဲမှာပြေးလွှားနေကြပြီးတော့သူတို့နှစ်ယောက်ရှာဖွေနေတာကတော့မတွေ့ရတာကြပြီဖြစ်တဲ့တငယ်ချင်းကြီးဆာစကဲကိုပဲဖြစ်ကြပါ යි နာရူတိုကစ်ကဇလန်တွေပြီးသွားခဲ့တဲ့နောက်ရွာကနေပျောက်သွားတဲ့ဆာစကဲကိုလာရောက်ခေါ်ဆောင်ကြဖို့ဒီအချိန်တူတူလာကြတဲ့ဆိုင်စီမှာပောက်ကွဲမှုကြီးတစ်ခုဖြစ်သွားတာကြောင့်နာရူတိုနဲ့ဆာကူရာတို့ကလည်းရောက်ရှိလာခဲ့ကြတဲ့အချိန်ပောက်ကွဲမှုကိုဖြစ်စေလိုက်တဲ့ဆာစကဲနဲ့သူတို့တွေကတွေ့ဆုံကြပါပြီနာရူတိုကလည်းတငယ်ချင်းကြီးကိုပြန်တွေ့ရတာကြောင့်ဆေးလို့ရှားနေတယ်လို့ဆာကူရာကလည်းသူမရဲ့ crush ကိုတွေ့ရတာဖြစ်တာကြောင့်ဝမ်းသာနေပါ යි သူတို့နဲ့အတူယာမာတိုကလည်းရှိနေခဲ့ပြီးတော့နာရူတိုကလည်းဆာစကဲကိုရွာကနေထွက်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ပြောနေတယ်လို့ဆာစကဲကလည်းထုံးစံအတိုင်းသူ့ရဲ့ခံစားချက်တွေကိုနာရူတိုနားမလည်နိုင်ဘူးဆိုတဲ့အချက်နဲ့ကိုကင်ပေါင်နေပါ යි ကလေးဘွားတုန်းကလည်းဒီလိုမျိုးပြန်ခေါ်ဖို့အတွက်ကိုအချိန်ချင်းစူးစမ်းခဲ့ပေမဲ့လို့နှစ်ယောက်သားတိုက်ခိုက်ကြရင်းနဲ့ပဲပြီးဆုံးသွားခဲ့ရတာတွေကိုပြန်ပြောနေကြပြီးတော့ဒီတစ်ခါမှာတော့ဆာစကဲကနာရူတိုကိုတကယ်တက်ပစ်လိုက်မှာဆိုပြီးတော့ပြောလိုက်ပါ යි ပြီးတော့ချက်ချင်းပဲအနားကိုရောက်လာခဲ့ပြီးတော့ဓာတ်ကိုဆွဲထုတ်လိုက်ပါ යි အားလုံးကလည်းထိတ်လန့်နေကြပေမဲ့လို့နာရူတိုကတော့လှုပ်ရှားမှုတစ်ခုခုမှမပြုလုပ်ခဲ့ပါဘူးဆာစကဲကတော့နာရူတိုကိုဓာတ်နဲ့ထိုးဖို့အတွက်ကိုလှုပ်လိုက်တဲ့အချိန်မှာပဲနာရူတိုရဲ့ခန္ဓာကိုယ်ထဲမှာကိုမီကနာရူတိုနဲ့စတင်တွေ့ဆုံနေပြီဖြစ်ပါ යි သူ့ကိုချုံနိုင်ထားတဲ့နေရာကနေပြီးတော့လှုပ်ပေးလိုက်ကသူပြန်ပေးမဲ့စွမ်းအားတွေကိုအသုံးပြုပြီးတော့အနိုင်ယူဖို့အတွက်ကိုပြောနေပါ යි ချာကရာတွေကလည်းဆင်းထွက်နေပြီးတော့နာရူတိုကိုမီချာကရာကလှုပ်ပေးဖို့အတွက်ကိုပြောနေတဲ့အချိန်မှာပဲဆာစကဲကလည်းဒီနေရာစီကိုရောက်ရှိလာခဲ့ပြီးတော့ကိုမီကိုတွေ့ဆုံလိုက်ပါ යි နာရူတိုရဲ့ခန္ဓာကိုယ်ထဲမှာရှိနေတဲ့စွမ်းအားဟာဒီကောင်းဆိုတာကိုတည်သွားပြီးတဲ့နောက်မှာတော့ဆာစကဲကိုမီကလည်းရှာရင်ကန်ပိုင်ဆိုင်နေတာကိုတွေ့တာကြောင့်ဥချီဟာဆိုတာကိုတည်နေခဲ့ပါ යි ဒီလိုနဲ့ဆာစကဲကလည်းကိုမီချာကရာကိုပျောက်ကွယ်သွားအောင်လို့လှုပ်လိုက်ရင်းနဲ့ပောက်ကွဲမှုတစ်ခုကဖြစ်သွားပြီးတော့စိတ်ထွက်လာတဲ့ချာကရာတွေကလည်းပျောက်သွားခဲ့ပါ යි စကားမဆက်ဒီနေ့ဗီဒီယိုလေးကို VPN လေးဖွင့်ကြည့်ပေးခြင်းဖြင့်ကျွန်တော်တို့ကိုတစ်ဖက်တစ်လန်ကနေစပို့ပေးခဲ့လို့ရပါတယ်ခင်ဗျာဒီလိုနဲ့ဒီကိစ္စတွေမတိုင်ခင်ကာလာတစ်ခုအကြာကကိုနိုဟာရွာမှာတော့ကိုနိုဟာမာရုကလည်းသူတို့ရဲ့ဖွဲ့သားတွေနဲ့အတူကြောင်တကောင်ကိုလိုက်ဖမ်းနေခဲ့ပါ යිတောင်ဝလေးတစ်ခုကတော့တရွာလုံးကိုပြောင်းဆန်သွားအောင်လို့ထမ်းဆောင်နေကြတဲ့သူတို့ကိုရွာသူရွာသားတွေကလည်းတချိန်လုံးကနာရူတိုလို့ပဲမှတ်ယူထားကြပါ යි ဒါလိုနဲ့ကြောင်ကိုမီသွားပေမဲ့လို့ကိုနိုဟာမာရုကလည်းအတော်ကုတ်ခံလိုက်ရပြီးတော့ပိုင်ရှင်စီကိုပြန်ပေးလိုက်နိုင်ကြပါ යි ဆူနာတဲအီရိုကနဲ့ကိုနိုဟာမာရုရဲ့ခေါင်းဆောင်အီဘီဆူတို့ကလည်းသူတို့ရဲ့တောင်ဝင်နဲ့ပတ်သက်ပြီးတော့မကျင်တဲ့ပဲဖြစ်နေကြတဲ့ကိုနိုဟာမာရုကိုဖျောင်းဖျနေကြပါ යි ဒါပေမဲ့လည်းဆရာသမားကတော့ဒီလိုတာဝန်တွေကိုအစွမ်းပြနေစရာမလိုဘူးလို့ထင်ကလက်မခံချင်ပဲနဲ့သူကတနေ့ကျရင်တသမမြောက်ဟိုကာကဲဖြစ်လာရမယ်ဆိုပြီးတော့ပြောလိုက်ပါ යිအခုချိန်မှာဆူနာတဲဟိုကာကဲဖြစ်ကုန်မှတာဝန်ယူထားတဲ့အချိန်ဖြစ်တာကြောင့်ပစ္စမမြောက်ဟိုကာကဲအထိပဲရှိနေပါသေးတယ်။ဒါကြောင့်မို့လို့အားလုံးကလည်းဆထမမြောက်ဟိုကာကဲမဟုတ်ဘူးလားဆိုပြီးတော့မေးတော့ဆထမမြောက်ကအကိုကြီးနာရူတိုဖြစ်လာမှလို့ပြောလိုက်ပါ යි အားလုံးကလည်းရွာကနေပြီးတော့လေ့ကျင့်ဖို့အတွက်ဖားဆရာကြီးဂျီရာရီယာနဲ့အတူထွက်ခွာသွားတာဖြစ်တဲ့နာရူတိုကိုသတိရသွားကြပါ යි ကိုနိုဟာမာရုအပြင်ကိုထွက်လာကြတဲ့အချိန်မှာပဲရွာစီကိုတော့နာရူတိုနဲ့ဂျီရာရီယာတို့ပြန်လာနေကြပြီပဲဖြစ်ပါ යිဂျာဝါကအဆောင်နှစ်ယောက်ကလည်းသူတို့ကိုတွေ့လိုက်တာကြောင့်အံ့ဩနေကြတယ်လို့ဒီချိန်ဆာကူရာထံကိုလည်းကိုနိုဟာမာရုကရောက်ရှိလာကြပါ යි ဆာကူရာကတော့ရွာကေးပါဝါစီမှာဆူနာတဲယူခိုင်းလိုက်တဲ့စာရွက်စာရမ်းတွေကိုလာရောက်ယူဆောင်တာဖြစ်ပြီးတော့ကိုနိုဟာမာရုကလည်းတူတူကိုလိုက်လာခဲ့ကြပါ යි သူတို့တွေဆုံတာနဲ့နာရူတိုအကြောင်းကိုပဲပြောနေကြပြီးတော့အားလုံးကလည်းတတိယနေကြပါ යි ဂေးပါဝါစီကိုရောက်တဲ့အခါမှာတော့ခုနကနာရူတိုတို့ပြန်လာတာကိုမြင်လိုက်တဲ့အဆောင်နှစ်ယောက်ကဆာကူရာတို့ကိုနင်တို့ရွာတွေကိုလိုက်သွားတင်တယ်လို့ဆိုလိုက်ပါ යිဒီချိန်မှာနာရူတိုကတော့ရွာတွေကိုရောက်ရှိလာပြီးဖြစ်ပြီးတော့တန်တခုပေါ်ကနေပြီးတော့သူပြန်လာပြီးဖြစ်ကြောင်းကိုတရားလုံးကိုအော်ပြောလိုက်ပါ යි အမြင်ကနေပြီးတော့တရားလုံးကိုကြည့်ရှုနေပြီးတော့ဘာမှကိုမပြောင်းလဲသေးတာကြောင့်သဘောကျနေတယ်လို့အဖွားဆူနာတဲရဲ့မျက်လုံးဟာလေကြောင်မျက်နှာတွေထဲမှာရှိနေပြီဖြစ်တာကိုလည်းတတိထားမိနေပါ යි ဒီချိန်မှာပဲဆာကူရာကလည်းသူတို့စီကိုရောက်လာပြီးတော့နာရူတိုကိုမှတ်မိသွားတာကြောင့်ဝမ်းသာသွားပါ යි နာရူတိုကလည်းဆာကူရာထက်ကိုဆင်းလာခဲ့ပြီးတော့နှုတ်ဆက်လိုက်ကနာရူတိုအများကြီးကိုပြောင်းလဲသွားတာကြောင့်ဆာကူရာကလည်းချီကျူးနေပါ යිအရင်ကထက်လည်းရက်ရှည်လာပြီးဖြစ်တယ်လို့ရင်ကျက်နေပုံပေါက်နေတာကြောင့်ဆာကူရာကလည်းပြောင်းလဲသွားတဲ့တငယ်ချင်းကိုသဘောကျနေပါ යි ဒီချိန်မှာကိုနိုဟာမာရုကရောက်ရှိလာခဲ့ပြီးတော့ဆက်စီဂျစ်စုကိုအသုံးပြုပြီးတော့ဖားဆရာကြီးကိုအံ့ဩသွားအောင်လို့ပြုလုပ်နိုင်လိုက်တယ်လို့နာရူတိုကလည်းသူ့ရဲ့ဂျစ်စုကိုမရက်လားဆိုပြီးတော့မေးလိုက်ခဲ့ပါ යි နာရူတိုကလည်းတီတီကြီးနဲ့ကိုဒီလိုဟာမျိုးတွေကိုအသုံးမပြုသင့်တော့ဘူးလို့ပြောနေတာကြောင့်ဆာကူရာစိတ်ထဲကနေချီကျူးလို့မှမဆုံးသေးဘူးဆရာသမားကဒီလိုမျိုးအနေစားလေးတွေကဘာမှမဟုတ်သေးဘူးလို့ဆိုကသူကထုတ်ပြဖို့လုပ်တာကြောင့်ဆာကူရာကလည်းခုနကချီကျူးနေတာတွေအကုန်ပျောက်သွားပြီးတော့လက်သီးစာကျွေးလိုက်ရပါ යිဒီလိုနဲ့အားလုံးနှုတ်ဆက်ပြီးတဲ့နောက်မှာတော့ဟိုကာကဲရုံကက်စီကိုနာရူတိုဂျီရာရီယာဆာကူရာတို့ကရောက်ရှိလာခဲ့ပြီးတော့တရင်ပို့ကြပါ යි ဆူနာတဲကလည်းပြန်လာတာကိုကြိုဆိုလိုက်ပြီးတော့လေ့ကျင့်ရေးကဘယ်လောက်ထိကိုတိုးတက်လဲဆိုတာကိုသိရဖို့အတွက်စမ်းသပ်မယ်လို့ပြောလိုက်ပါ යි ရှင်ပြန်တိုက်ခိုက်ဖို့အတွက်ပြိုင်ဘက်ဟာလာနေပြီဖြစ်တာကြောင့်ခဏဆောင်ဖို့ပြောပြီးတဲ့နောက်မှာတော့ရုံကန်တကားကိုလူတစ်ယောက်ကလာဖွင့်ပါ යි အခန်းထဲကိုဝင်လာကြတဲ့သူကတော့သူတို့ရဲ့ပြိုင်ဘက်မဟုတ်သေးဘဲနဲ့ရှီကာမာရုရဲ့တဲရွာကရောက်ရှိလာတဲ့တဲမရီတို့ပဲဖြစ်ပါ යි ရှီကာမာရုကလည်းသူ့ရဲ့တငယ်ချင်းနာရူတိုကိုတွေ့ရတာကြောင့်ဝမ်းသာနေခဲ့ပြီးတော့နှုတ်ဆက်လိုက်ပါ යිဒီလိုနဲ့ရှီကာမာရုကလည်းပြိုင်ဘက်မဟုတ်ဘူးဆိုတာကိုသိလိုက်ရပြီးတော့သူနဲ့ရှင်ပြန်ရမယ့်သူကဘယ်သူလဲဆိုပြီးတော့နာရူတိုကမေးလိုက်ပါ යි ဆူနာတဲကလည်းဗရင်ပေါက်ကိုညွှန်ပြလိုက်ပြီးတော့အပြင်မှာတော့စာအုပ်ဖတ်ရင်းနဲ့စောင့်နေတဲ့ကကာရှိနေခဲ့ပါ යිကကာရှိကလည်းသူနဲ့ပြန်ရမယ့်လူလားဆိုတာကိုနာရူတိုကသိကျင်နေပေမဲ့လို့အရင်ဆုံးပေးစရာရှိတဲ့လက်ဆောင်ကိုပေးရပါ යි
အဲ့ဒါကတော့ဂျီယာရီယာရဲ့မထုတ်ဝေရသေးတဲ့စာအုပ်ဖြစ်ပြီးတော့ဒါတွေကိုအသေးအတန်ကြိုက်တဲ့ကကာရှိကတော့အရန်ကိုမှသဘောကျနေခဲ့ပါတယ်ဒီလိုနဲ့သူတို့ကလည်းရှင်ပြန်ရမှာလားဆိုပြီးတော့မေးလိုက်တော့ကကာရှိကလည်းနာရူတိုတယောက်ကမလုံလောက်သေးဘူးဆိုပြီးတော့ပြောလိုက်ပါတယ်ပြီးတော့နားမှာရှိနေတဲ့ဆာကူရာကိုပါရှင်ပြန်ရမှာလို့ပြောလိုက်ပြီးတော့သူတို့နှစ်ယောက်စလုံးရဲ့အရေးချင်းကိုဆူနာတဲကလည်းစမ်းသပ်ချင်တာကြောင့်အခုလိုမျိုးစီစဉ်ထားတာလည်းဖြစ်ပါတယ်ဆာကူရာဟာလည်းဆူနာတဲရဲ့လက်အောက်မှာလေ့ကျင့်နေတာဖြစ်ပြီးတော့ဒီလိုမျိုးလေ့ကျင့်မှုရဲ့ရလဒ်ကိုသိကျင်တာကြောင့်အခုလိုမျိုးစစ်ဆေးကြတာပဲဖြစ်ပါတယ်ဒီလိုနဲ့သူတို့နှစ်ယောက်ကအခုချက်ချင်းရင်ဆိုင်ကြမယ်လို့ပြောပေမဲ့ကကာရှိကတော့အချိန်ခဏပေးအောင်မယ်လို့အတင်းပြောကထွက်ခွာသွားပါတယ်ဒီလိုနဲ့နာရူတိုဆာကူရာရှီကာမာရူနဲ့တဲမရီတို့ရွာတွေကိုထွက်လာခဲ့ကြပြီးတော့တဲမရီကလည်းချုံနေဆောင်ဝဲပွဲနဲ့ပတ်သက်ပြီးတော့ဆောင်ရွက်ဖို့အတွက်ကိုရောက်နေတာလို့ရှင်းပြလိုက်ပါတယ်ဒီလိုနဲ့ဆာကူရာအပါဝင်တော်တော်များများကလည်းချုံနေဖြစ်နေပြီဆိုတာကိုသိလိုက်ရတဲ့နာရူတိုကလည်းဝမ်းနဲ့သွားခဲ့ပါတယ်ဒီလိုနဲ့တငယ်ချင်းတယောက်ဖြစ်တဲ့ဂါရရောလို့မင်းနေတဲ့အချိန်မှာတော့ဂါရကသူ့ရဲ့ကြွားမှာကာဆဲကာကဲဖြစ်ကိုတာဝန်ထမ်းဆောင်နေစေဖြစ်ပြီးတော့အခုသူ့ကိုအစည်းအဝေးအတွက်ကိုလာခေါ်တာကြောင့်ခေါင်းမပေါ်ကနေပြီးတော့အဝေးကိုကြည့်နေရကနေအဆောင်အထဲကိုဝင်လာခဲ့ပါတယ်နာရူတိုကတော့သူ့ရဲ့တငယ်ချင်းကကာကဲတယောက်ဖြစ်နေပြီဆိုတာကိုသိတာကြောင့်အယမ်းမိုက်တာပဲလို့ပြောရင်းနဲ့သူလည်းနောက်မကျစေရပါဘူးဆိုပြီးတော့ကြုံသွားလိုက်ပါတယ်ဒီချိန်မှာကကာရှိကိုဂျီရာရီယာကလာတွေ့ပြီးတော့သူ့ရဲ့စာအုပ်နဲ့ပတ်သက်ပြီးတော့သဘောကျရဲ့လားဆိုပြီးတော့မေးရင်းနဲ့နာရူတိုထံကိုအံ့နံလိုက်ပါတယ်နောက်ပြီးတော့သူတို့နှစ်ယောက်လမ်းလျှောက်လာကြရင်နဲ့ဂျီရာရီယာကအရေးကြီးတဲ့သတင်းတစ်ခုကိုပြောပြလိုက်ပါတယ်အဲ့ဒါကတော့အာကာဆုကီတွေပြန်လည်လှုပ်ရှားနေပြီဖြစ်ကြောင်းဆိုတာပါပဲတစ်ဖက်ကတဲရောက်မှလည်းဒီကိစ္စကိုဆွေးနွေးနေကြပြီးတော့အာကာဆုကီဆိုတာဟာအဖွဲ့ဝင်12ယောက်နဲ့ဖွဲ့စည်းထားတာဖြစ်ပြီးတော့အခုချိန်မှာသိရတဲ့လောက်ကကိုနိုဟာမာကလန်တစ်ခုလုံးကိုတပ်ပစ်ခဲ့တဲ့ဦးချီဟာအီတာချီမြို့နင်းရွာဓာသမား9ယောက်ထဲကကီဆာမဲကိုနိုဟာရင်အဆိုးဝါးဆုံးသူအီဒိုချီမာရိုတို့ပါဝင်ကြောင်းကိုသိထားရပါတယ်ဒီလူတွေပြင်ကုန်မှအဖွဲ့ဝင်တွေအကုန်လုံးကလည်းရွာတိုင်းရဲ့အဆိုးရဆုံးနင်ဂျာတွေဖြစ်ကုန်မှတတ်မှတ်ခံထားရပြီးတော့သူတို့အဖွဲ့ဟာအနှံ့ရောက်ပေါ်မှာအနည်းရောက်တင်တွေပါတဲ့အဝေးစားကိုဝစ်ဆင်ကြတယ်လို့သိကြပါတယ်ဒီသတင်းတွေအကုန်လုံးကိုစန်နေတယောက်ဖြစ်တဲ့ဂျီရာရီယာသတင်းပေးထားတာဖြစ်ပြီးတော့ဂျီရာရီယာကလည်းဒီကိစ္စတွေကိုကကာရှိထံကိုပြန်လည်ပြောပြနေခဲ့ပါတယ်တဲရောက်မှာတော့ဒီကိစ္စတွေကိုဆွေးနွေးပြီးတဲ့နောက်မှာတော့ယူစုကဂျွာရဲ့လုံခြုံရေးကိုဘယ်လိုဆောင်ရွက်ထားလဲဆိုတာကိုရှင်းပြနေခဲ့ပါတယ်သူရဲ့ဆောင်ရွက်မှုကလည်းတော်တော်လေးကိုမှကောင်းနေတာကြောင့်အားလုံးကလည်းလက်ခံကြပါတယ်ဒီလိုနဲ့ပြန်လာကြတဲ့ချိန်မှာပဲယူစုရဲ့ခန္ဓာကိုယ်တွေကစီတစ်ခုကပွင့်သွားခဲ့ပြီးတော့သူဟာတစ်ခုခုကိုတတိယသွားတာကြောင့်အတူပါလာတဲ့အဖို့ကိုတော့မှသူနေမကောင်းတော့လို့သွားနှင်းဆိုပြီးတော့ပြောလိုက်ပါတယ်ဒီချိန်မှာသူတို့ရွာစီကိုအနှဲ့ရောင်ဝစ်စုံတဲ့လူတစ်ယောက်ကဥတီလာနေခဲ့ပါတယ်တယောက်ကပူပူဖြစ်ပြီးတော့နောက်တစ်ယောက်ကတော့လက်မှာပါဇက်တစ်ခုနဲ့အနုပညာကိုချစ်မြတ်နိုးသူတစ်ယောက်လည်းဖြစ်ပါတယ်သူတို့နှစ်ယောက်ကတော့တာဝန်ထမ်းဆောင်ရမယ်တာဝန်နဲ့ပတ်သက်ပြီးတော့ဆွေးနွေးလာကြတယ်လို့ဒီတာဝန်မှာတစ်ဖက်ကဂျင်ဂျူရကီကိုထုတ်သုံးနိုင်လာတာကြောင့်အများကြီးပြင်ဆင်ထားဖို့အတွက်ကိုတတိပေးကြပါတယ်ကိုနိုဟာမှာတော့နာရူတိုနဲ့ဆာကူရာကစက်တက်မှုပြုလုပ်မဲ့နေရာကိုရောက်ရှိနေပြီးတော့ရှင်ပြိုင်မှုအတွက်ကိုလှုပ်ရှားနေကြပါတယ်ဒီချိန်မှာကကာရှိကရောက်ရှိလာခဲ့ပြီးတော့တချိန်ကသူတို့လှုပ်ခဲ့ကြဘူးတဲ့ချူလုံးစက်တက်မှုကိုလုပ်မယ်လို့ပြောလိုက်ပါတယ်ဒါကိုကြားတော့နှစ်ယောက်စလုံးကတချိန်တော့ကသူတို့အဖွဲ့9ကအတူတူလှုပ်ဆောင်ခဲ့ကြတဲ့ဒီစက်တက်မှုကိုတတိယနေကြပြီးတော့ဆာစကဲကိုလည်းတန်တာနေကြပါတယ်ကကာရှိကလည်းဒီနှစ်ယောက်ကအခုချိန်ထိကိုမှဆာစကဲကိုလက်မလျှော့သေးတာကိုအတိမတ်ပြုလိုက်ပြီးတော့ဒီချိန်စက်တက်မှုမှာသူကအတီလုံးတော့မှလားဆိုပြီးတော့ရှာရင်ကန်ကိုပါဖွင့်လိုက်ပါတယ်တဲရွက်စီမှာတော့ယူစုကဥဆောင်ပြီးတော့ရွာပတ်ဝန်းကျင်မှာအဆောင်တွေနဲ့စောင့်နေခဲ့ကြပါတယ်ဒီချိန်မှာသူတို့စီကိုအာကာဆုကနှစ်ယောက်ကရောက်ရှိလာတဲ့ကြောင့်အဆောင်တွေအကုန်လုံးစိတ်ပူသွားကြတဲ့အချိန်ယူစုကအားလုံးကိုစိတ်မပူဖို့ပြောလိုက်ပါတယ်ခဏကြာမှတော့အဆောင်တွေအကုန်လုံးတေဆုံးနေကြပြီးတော့ယူစုကဒီလူတွေအားလုံးကိုတတ်ခဲ့ပြီးတော့အဝါမှာအာကာဆုကနှစ်ယောက်ကိုတွားရောက်နှုတ်ဆက်ပါတယ်ထိုနှစ်ယောက်ထဲကတယောက်ကိုယူစုကတခင်ဆာဆူရီလို့ခေါ်လိုက်ပြီးတော့အစင်သစ်ဖြစ်ပါပြီလို့ပြောလိုက်ပါတယ်ကိုနိုဟာမှာတော့နာရူတိုတို့နှစ်ဦးကိုစမ်းသပ်မှုပြုလုပ်တော့မှဖြစ်တာကြောင့်စိတ်ဝင်စားနေကြတဲ့သူတွေကလာရောက်စောင့်ကြည့်နေကြပါတယ်မျိုးဆက်တစ်ခုကိုစတင်ကြတော့မဲ့လူတွေကနေရာတီးတီးမှာတက်ဆိုင်ရာတာဝန်တွေကိုယူဆောင်နေကြပြီပဲဖြစ်ပါတယ်။ဒါနဲ့ like and subscribe လေးတွေပြုလုပ်ပေးမယ်ဆိုရင်လည်းအများကြီးကိုကျေးဇူးတင်မိမှာဖြစ်ပါတယ်။ကဲဒါဆိုရင်နောက်နေ့မှာပြန်တွေ့ကြရအောင်လားဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။